Assalamualaikum အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောမယ့်ခေါင်းစဉ်ကတော့ကျွန်တော်တို့ဖုန်းနှိုက်ခံရတဲ့ခါမှာပေါ့ဥပမာဖြစ်ကျွန်တော်တို့ဘတ်စကားစီးနေနေပဲဖြစ်ဖြစ်တနည်းအားပန်းချံပိုင်းညာစောနဲ့ချိန်တွေးတာပဲဖြစ်ဖြစ်တခုခုပေါ့အဲ့လိုမျိုးလုံနေနေပဲဖြစ်ဖြစ်ကိစ္စတခုလုံနေနေကျွန်တော်တို့ဖုန်းကိုဘယ်လိုနှိုက်သွားမှမသိတဲ့ကိစ္စမျိုးတွေမိတ်ဆွေတို့ကြောက်မှုကြတယ်အဲ့လိုမျိုး case တွေကိုဖြည့်ရှင်းဖို့အတွက်ကျွန်တော်ဒီနေ့မှာ application တွေတစ်ခုအကြောင်းမျှဝေပေးချင်ပါတယ်။အဲ့ဒီ application တွေကတော့သူကအလုံးလုံးပုံရိုးရှင်းပါတယ်။ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဖုန်းကိုတရားရောနှိုက်စီဆိုတာနဲ့ကျွန်တော်တို့ကိုအလန်းပေးပြီးတော့အလန်းပေးမယ်။အလန်းပေးတဲ့အတန်နဲ့အလန်းပေးတဲ့ application တွေတစ်ခုပါပဲ။အဲ့ဒီ application ကိုကျွန်တော်တို့ Play Store မှာပဲဖြစ်ဖြစ်ဒီ iOS မှာပဲဖြစ်ဖြစ် anti-theft ဟိုဒါမှမဟုတ်ဒီ Doctor My Phone လို့စသဖြင့်အဲ့လိုမျိုးရိုက်ရှာပြီးတော့ကျွန်တော်တို့ရှာကြည့်လို့ရပါတယ်ကျွန်တော်တို့အခုပထမဆုံးDoctor My Phone လို့ရိုက်ထည့်လိုက်မယ်Doctor My Phone ကဖုန်းမထိနေဘူးထိပြီးပုံအောင်အဲ့တော့ဆက်မှာကလားကျွန်တော်ဒေါင်းထားတဲ့ app လေးကကြတော့ဒီကောင်လေးပေါ့ဒီကောင်လေးဒီ app လေးဖြစ်ပါတယ်ကျွန်တော်မှရှိပြီးသားဆိုတော့ကျွန်တော်ဖွင့်ကြည့်လိုက်တော့မယ်အဲ့တော့ဒီမှာတော့သူက update တောင်လုပ်ခိုင်းနေတော့လုံးကျွန်တော် update တောင်လုပ်ခိုင်းထားပါတယ်အဲ့တော့ကျွန်တော် update မလုပ်တော့ဘူးလေကျွန်တော်ခါတဲ့ဝင်သုံးကြည့်ကျွန်တော်ဒီ Doctor My Phone လေးကိုဒီမှာကျွန်တော်ဒေါင်းထားတဲ့ application လေးဒီ Doctor My Phone ပေါ့အဲ့ဒီထဲဝင်လိုက်မယ်တကယ်တော့ကျွန်တော် Wi-Fi မလိုဘူးပါလေအဲ့တော့ Wi-Fi မလိုတဲ့အတွက်ကျွန်တော် internet မလိုဘူးအဲ့ဒီ internet မလိုတဲ့အတွက်ကျွန်တော်ပိတ်ထားလိုက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်သူကဒီမှာဘယ်လိုတောင်းရမလဲဆိုတာပြောထားလိုက်ပြီးတော့လို့ရှိရင်သူကနေရာအတီးတခြားတစ်ခုမှာနှိပ်ပဲထားပြီးတော့လို့ရှိရင် activate ကိုနှိပ် activate ဆိုတဲ့ဒီလုပ်ငန်းစတင်နဲ့ခလုတ်နှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်တယောက်ကဖုန်းကိုထိမယ်ဆိုလို့ရှိရင်အလန်းထောက်ပွင့်အဲ့လိုပုံစံမျိုးပါကျွန်တော်တို့လုပ်ကြည့်လိုက်အောင်မကြောင်ညာလေးတက်တယ်ကြောင်ညာခဏပိတ်လိုက်မယ်ဝိုင်းတူမှာခဏပိတ်လိုက်မယ်ဒီ activate တွေကိုနှိပ်ရမှာဒါပေမဲ့အရင်ဆုံးဒီအောက်ကဟာတွေကဘာတွေလဲဆိုတာကိုတော့ကျွန်တော်တို့အရင်ဆုံးလေ့လာဖို့လိုပါတယ်ဒီကောင်လေးကတော့ကြောင်ညာလေးသူတို့ရဲ့ company ရဲ့ policy တွေဘာညာတွေပေါ့ဒီကနေစပြီးတော့ပင်ကနေစပြီးတော့လောက်ကမှာပါပင်ကနေစပြီးလောက်ကမယ်ပြီးသွားလို့ရှိရင်ဒီမှာကိုဖုန်းတရားရောက်နှိုက်ပြီဆိုလို့ရှိရင်မြည်ချင်တဲ့3မျိုးစာကိုရွှေ့ရအောင်လို့လေနည်းနည်းမြည်ချင်တဲ့3မျိုးစာကိုရွှေ့ရမယ်ဒီ3ကြိုက်လားဒီ3ကြိုက်လားဒီကောင်လေးကြိုက်လားဒါမှမဟုတ်ကိုကြိုက်တဲ့ကိုမှရှိရဲ့ file တစ်ခု file တွေတစ်ခုကိုအတန်း file တွေတစ်ခုကိုဖုန်းကိုကင်နေချိန်မှာမြည်ချင်တာအဲ့လိုပုံစံမျိုးရွှေ့လို့ရပါတယ်အဲ့တော့ကျွန်တော်ကဒီနံပါတ်3တူလေးစီးုံကအတန်းပဲခဏတုံးထားလိုက်မယ်ပေါ့လေအဲ့တော့စီးုံကအတန်းလေးပဲတုံးထားလိုက်မယ်ပြီးသွားလို့ရှိရင်အလန်းကဘယ်လောက်ဘောလုံးလောက်ကျိတ်ချင်လဲ100အပြည့်ကျန်ချင်လား50လောက်တော့ကျွန်တော်ထားကြည့်လိုက်မယ်50လောက်ထားမယ်sensitivity ဆိုတာအာယုံခံနိုင်စွမ်းပါကို့ဖုန်းကိုတူကတရားရောက်ကအာယုံခံလိုက်ပြီဆိုတာနဲ့တရားရောက်ကင်လိုက်ပြီဆိုတာနဲ့အဲ့ဒီကောင်ကိုအာယုံကို့ဖုန်းကနေပြီးတော့အာယုံခံနိုင်တဲ့စွမ်းအားကဘယ်လောက်ရှိမလဲပေါ့ဒီလောက်ထားရင်လည်းနည်းနည်း weak ဖြစ်မယ်နည်းနည်းလေးတော်တော်လေးကင်မှာတေချာလေးကင်မှာကပိုင်းလိုက်ကကို့ဖုန်းကိုနည်းနည်းပေါ့ပါလေးခိုးရတယ်ဆိုလို့ရှိရင်ကိုဘာမှတိလိုက်မှာမဟုတ်ပေါ့ပါလေးကျွန်းနည်းနည်းခိုးရတယ်ဆိုတော့မတိလိုက်ဘူးဖြစ်မယ်အဲ့တော့ကျွန်တော်တို့နည်းနည်း sensitivity ကိုနည်းနည်းမြင့်မယ်ပြီးသွားလို့ရှိရင် vibration မှာထည့်လို့ရတယ်ပေါ့ကျွန်တော်တို့ဖုန်းနှိုက်ပြီဆိုတာနဲ့ဖုန်းကအဲ့ထဲမှာထည့်လိုက်ရင်တုံလာပြီပေါ့တုံလာလို့ဘာလို့ဖြစ်မလဲ flashlight ကိုဖွင့်နိုင်မယ်ဆိုရင်မှောင်နေတဲ့အချိန်မှာခပိုက်နိုင်ခံရတာမျိုးဖြစ်မယ်ဆိုရင်အလင်းနဲ့ပါတတိပေးမယ်ပေါ့ဒီမှောင်တဲ့အချိန်တွေတော့ဘာညာတော့သုံးဝင်တယ်ပင်ကတော့ဘာလို့တုံးလာလဲဆိုတော့ကို့ဖုန်းနှိုက်တဲ့အခါမှာအလန်းထားမိရဲ့အဲ့ဒီပင်ကိုပြန်ရိုက်ပေးမှအလန်းပိတ်မှာပေါ့လေဒါအခုပင်ကိုကျွန်တော်တို့ဖြုတ်လိုက်ပြီးပင်ကိုထည့်ချင်တယ်ဆိုလို့ရှိရင်အခုကျွန်တော်တက်4လုံးထည့်လိုက်မယ်ရပြီအတက်4လုံးထည့်လိုက်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်အလန်း3တူကိုကျွေးထားတယ်ကဲကျွန်တော်တို့ activate ကိုဖွင့်ပြီးတော့ activate ကိုဆိုလဲခလုတ်ကိုနှိပ်ပြီးတော့တနေရာမှာထားကြည့်လိုက်ပါကဲအချင်းပြေးသွားပြီဆိုတော့ကျွန်တော်
ယူကြည့်လိုက်မယ်ပေါ့ခပိုင်းနိုင်တဲ့ပုံစံမျိုးကျွန်တော်စပြီးနှိုက်ကြည့်လိုက်မယ်ကျွန်တော်ခပိုင်းနိုင်တော့ဖုန်းနှိုက်တဲ့ကောင်ကိုပဲခဏမြင်ကြည့်လိုက်ပေါ့မြင်ပြီးကျွန်တော်နှိုက်ကြည့်လိုက်ပေါ့ဒီလိုအလန်းကြီးလာတာကိုကြည့်ရမှာနောက်မှလည်းကျွန်တော်ဖုန်းကနေတော့ဖလိုက်ဖုန်းကလည်းတုံးထားနေတယ်ဖုန်းကလည်းဖုန်းကလည်းဒီလိုပဲဖိုက်ပြီးတော့ဒီလိုပါအခုကျွန်တော်အခုခပိုင်းနိုင်ခဲ့ရဖုန်းနဲ့ဒီလိုဒီလိုဆိုတော့ဒီလိုဒီလိုဒီဝိုင်းဆိုတော့ကျွန်တော်ဒီဖိုင်နေဆိုလို့ကျွန်တော်ရှင်းနံပါတ်ကိုပြန်ပြီးတော့ဖိုက်ခဲ့ပြန်တယ်ဒါကြရတယ်ကျွန်တော်စတော့ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့လို့ရှိရင်ဒီလိုကိုရိုက်ထည့်လိုက်မယ်ပြီးသွားလို့ရှိရင်ကျက်သွားပြီပေါ့လေအားလုံးကျေးဇူးတင်ပါတယ်ဆလာမ်အလိုင်ကွမ်